နေ့တရားတော်နာကြောက်ရောက်လာကြသောယောဂီသူတော်စင်များအလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမျှတစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစေဘဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီဒီနေ့သာသနာနှစ်2548ခုနှစ်ကောဇာတက္ကရာ1368ခုကဆုံလဆန်း15ရက်လပြည့်2005ခုနှစ်5လပိုင်း22ရက်နေ့ညကျေးဇူးတော်အရှင်ဧကမဟာဗန္ဓိတဘုဂုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမန္တလေးမြို့ချမ်းအေးသာဇာမြို့နယ်သီရိဟေမာအရှိရပ်ကွက်ရှိမဟာလောကရန်တီအိန္ဒိယစီတော်မြတ်ကြီးဝင်းအတွင်းရှိယရနာဂရ14ခန်းဓမ္မဗိမာန်တော်ကြီး၌မန္တလေးမြို့လေးပြင်လေးရအတွင်းပရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်းစင်လျက်မဟာလောကရန်တီအိန္ဒိယစီတော်မြတ်ကြီးဗုဒ္ဓဝေယဝဆအကျိုးဆောင်လူကြီးမင်းများအားအမှုထား၍တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်ဖွဲ့မှကြီးမူခြင်းပပြုလို့အပ်သောဓဝါဒသမအကျိမောဂဝိပဿနာညအထူးအလုပ်ပေးတရားပွဲပါဏရသမညတရားတော်နာကြောက်ရောက်လာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပြည့်စုံစွာနဲ့ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်သန္တရာဒုက္ခလက်ဆသိမ့်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်ယနေ့ညဓမ္မဒါနကုသိုလ်ရှင်များကတော့တဲ့ဥကြည်ဝင်းကျော်စုစုဝင်းသားမောင်အာကာဝင်းမောင်ပြည့်စုံဝင်းသမီးမဆုမွန်ဝင်းသဲစုဝင်းမြစ်ချုံမြစ်ချင်နဲ့တရက်ချင်ရောင်းဝယ်ရေးမိသားစုပင်မကိုင်းတန်းစီ28-29လမ်းကြား86လမ်းမိသားစုတို့မှလူရန်ပြုလုပ်ထားတာဖြစ်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရ၌အနန္တဂုဏ်၏ကျေးဇူးရှင်များဖြစ်ကြသောဘုရားယရနာတရားယရနာသံဃာယရနာယရနာတော်မြတ်သုံးပါးတို့နှင့်တကွအမိအဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆက်သောအားဖြင့်၎င်းဦးစိန်မြတ်မောက်တို့ယနေ့တရားနာကြရောက်လာကြသောသန္တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးစုံသူတော်ကောင်းပေါင်းတို့လည်းမိမိတို့ဒီဘဝဒီခဏကြုံတော့ကြုံခဲ့ကြုံနေကြရတဲ့သာသနာတော်တွင်တဲ့သစ္စာတရားတို့ကိုမမေ့မလျော့မပေါ့ဆာသောတတိဖြင့်ဆောင်ပြီးတကလားဓမ္မဤတဘာဝသည်မကွေမတောင့်ဖြောင်းပြောင်းသာသာနိဗ္ဗာန်သို့သာပို့ဆောင်နိုင်သောဝိပဿနာဓမ္မတွေကိုရေရေတင်းတင်းမဆုတ်မနစ်ဖဲနဲ့ကြိုးစားအားထုတ်ကြပါလို့ရှင်းဥစွာလေးစားစွာနဲ့တိုက်တွန်းတယ်နော်မေဃသစ္စာရဲ့အနှစ်တည်းဦးဇင်းတို့ပြောလာကြတော့နေယနထာဘုမဆံတို့တဲ့နိဗ္ဗာန်ဘက်သို့ထွက်ရလမ်းကြောင်းခရီးကောင်းတန်တရားတစ်ခွင်မှာကြုံတွေ့နေကြရတဲ့ဝဆင်းရဲဒုက္ခအပေါင်းအစုဒီဝတ်တွင်းကနေလွတ်ကင်းပြီးတော့ဆံတက်ပြီးတော့နိဗ္ဗာန်ဘက်ကိုထွက်နိုင်တဲ့လမ်းကောင်းတစ်ခုအမှန်ဒီတို့တော့ဖြောင်းပြောင်းမမတ်ကြီးမိမိတို့သွားလို့ရကိုပို့ဆောင်နိုင်တဲ့ဓမ္မဆိုတော့လောကီမှာလုပ်နေကြတဲ့အလုပ်တွေဒါနသီလသမထအလုပ်တွေဟာ
ကုသိုလ်ကိလေသာတွေရဲ့အနှောက်အယှက်ကိုကြုံတွေ့နေကြတော့အကျိုးပေးတဲ့နေရာတောင်မှစင်စစ်ကြဲကြဲဖြောင်းဖြောင်းမမအကျိုးပေးနိုင်ဖို့လွယ်ရလားဒါတန်ရဲ့သဘောလေနော်အဝိပဿနာဉာဏ်လို့ကြတော့ဝိပဿနာဉာဏ်သည်ဘယ်လိုမျိုးတုံးဆိုတော့ဟုတ်လားဦးဇင်းတို့တော်ကောင်းတို့ရှုကြမှတ်ကြတဲ့အခါကျတော့ခန္ဓာပေါ်မှာပေါ်သမျှတရားတွေကိုနောက်ကဉာဏ်နဲ့ကြည့်တယ်ဉာဏ်နဲ့ကြည့်တော့ရှိတာတွေ့လားမရှိတာတွေ့ဘာမရှိတာအဲ့ဒီကြည့်တဲ့ခန္ဓာမရှိအဲ့ဒီခန္ဓာမရှိတဲ့နေရာမှာမရှိတာမြင်နေတဲ့အချိန်မှာလောဘရှိသလားဒေါသမောဟဘယ်ကုံကုံပြောတဏမာနဒိဋ္ဌိမရှိဘူးဆိုတော့ကိလေသာလက်အောက်ကလည်းလွတ်ခန္ဓာလည်းလွတ်တယ်ကိလေသာလည်းလွတ်တယ်ဆိုတော့ तू ကလုံးစင်ကလေးကအဖြောင်တရားလုံးနေကြတယ်နဲ့ဟုတ်ဗျာမိမိစီးပူးနေတဲ့ဓမ္မတန်ဖိုးကိုသိကြဖို့မှတ်သားကြဖို့အရေးကြီးပါတယ်ကိုယ်ဘာလုပ်နေတယ်လဲကိုယ်အလုပ်ကဘယ်တော့တန်ဖိုးရှိတယ်လဲဒါသိဖို့လို့တန်တရားတစ်ခွင်မှာဦးဇင်းတို့တော်ကောင်းတို့ပြောကြဆိုကြလုပ်ကြတိုင်ကြနေနာတယ်ဒါပေမဲ့ဘာလုပ်နေမှလည်းမစင်စားဘူးဘာအတွက်လုပ်နေတယ်လည်းမစင်စားဘူးဘယ်လိုအကျိုးရှိတယ်လဲဆိုတာလည်းမစင်စားဘူးစစ်တမ်းထုတ်ကတော့ရှားတယ်အဲ့တော့အခုဝိပဿနာအလုံးကြည့်သည်ဌာနအရှိကိုကြည့်တယ်ဘာကိုကြည့်လဲခန္ဓာရှိကိုကြည့်တယ်ဆိုတော့ဘာရည်ရကိစ္စတွေရှုပ်သေးလားမရှုပ်တော့ဘုခန္ဓာရှိတာကိုကြည့်ရမှာဘယ်မှာသွားရှာနေကြလဲမလို့အချိန်ဆိုင်နေကြအောင်ဒါဖြင့်အလုံးစင်ကလည်းရှင်းတယ်ဟုတ်ပြီနော်ဘယ်လိုလုပ်ရမှာတော့ဆိုတော့အာဒီခန္ဓာကြီးဖြစ်ပြီးပြည့်နေတာမြင်အောင်ကြည့်ုံပဲဆိုတော့ဟုတ်ပြီဖြစ်ပြီးပြည့်နေတာကိုကလုံးကြံပြီးကြည့်ရမှာလားဆိုမဟုတ်ဘူး तू ကပြက်ပြတာကိုကမြင်အောင်ကြည့်ရမှာရှင်းလိုက်တာလင်းလိုက်တာဖြောင်းလိုက်တာဒီတဲ့တန်ဖိုးရှိတဲ့လို့ဒီလောက်ရိုးစင်းတဲ့လို့ကတော့မရှိတော့ဘူးအဲ့ဒါလို့တန်ဖိုးသိပြီးတော့လောက်ကြတာကပို့ပြီးတော့တန်ဖိုးရှိပါတယ်ဒီနေ့သာသနာနဲ့သက်ဆိုင်တဲ့စကားပြောရရင်ဒီနေ့ဟာဦးဇင်းတို့ဘုရားသာသနာမှာရှင်ကြီးဂေါတမပေါ့လေဘုရားရှင်ကိုရောမြတ်ကြီးအာဂီဝင်အနှွယ်ပေါက်ဖွာလာတဲ့သိတ္တထကဖြစ်လာတဲ့ဘုရားရှင်ရှင်ကြီးဂေါတမຫນွယ်ပါဘုရားရှင်နဲ့အမတ္တမဒီနေ့ထူးခြားစွာပတ်သက်ဆွတ်နယ်နေတဲ့ကဆုံးလာပြီနေဟုတ်လားအဲ့တော့ဗျာဒိတ်တော်ဒီပင်ကရာဘုရားခြေတော်ရင်းမှာဗျာဒိတ်တော်ခံယူခဲ့တဲ့နေ့သရောတနမေရောမာယာဝါကြတဲ့ကနေလူသားအဖြစ်ကိုပွားမြင်လာတဲ့နေ့ဘုရားအဖြစ်ကိုအောင်တော်မူတဲ့နေ့နော်ဒီနေ့ပဲဘောဒီပဲနဲ့ရွှေပလင်ပေါ်မှာမန္တကြီးကိုအောင်ပွဲဆင်ပြီးတော့ဘုရားအဖြစ်ကိုရခဲ့တဲ့နေ့နောက်ပရိနိဗ္ဗာန်စံတဲ့ပရိနိဗ္ဗာန်စံတဲ့နေ့ကလည်းနေလူနေမြတ်ပဲဘာလို့နေလူနေမြတ်လဲလို့ပြောတော့45ဝါတိုင်တိုင်ဘုရားနိဗ္ဗာန်ကိုအာယုံပြုတာကအာယုံသဘောအနေနဲ့ပဲလှမ်းပြီးတော့မြင်နေရတာလုံးဝချုပ်ငြိမ်းသွားတာမဟုတ်သေးဘူး။ဘာလို့ဆိုဒီဘက်ကခန္ဓာအကျွေးနဲ့ကြည့်နေရတာဘူး။အဲ့ဒါသဥပါဒိဒေတာခေါ်တယ်။ဟုတ်ပြီနော်။ဘာလဲခန္ဓာရှိလျက်နဲ့လှမ်းအာယုံပြုနေရတဲ့နိဗ္ဗာန်ဆိုတော့သူက9ရက်နဲ့ပို့လို့မရဘူး။ဒါလေ9ရက်နဲ့ပို့လို့မရဘူးဆိုတော့9ရက်ဆိုရင်ဒီခန္ဓာအာဟာရစရုပ်ကခြုံငိမ့်တော့အဲ့ဒီအာဟာရလေးမိအောင်ဆို9ရက်ပြည့်ရင်ကလတ်တော်ဘာကထရတယ်ဆုံးခံထွက်ရတယ်ဒုက္ခရှိသေးတယ်ပေါ့ဗျာတဏှာတွေကိုလိုက်ပြီးတော့ချွေချွတ်သွားနာလောက်တိုင်းနေရတဲ့သူသံဃာအုပ်ကြီးထင်းရတဲ့ဒုက္ခတွေရောမရှိဘူးဒါလည်းဒုက္ခတွေပဲအရိယာတွေနဲ့ကြည့်တော့အများအကျိုးမို့လို့သာရွတ်တယ်ဖို့နေရတာဒါကိုမြတ်ရှင်ကိုရမကြီးသူ့တပည့်တွေဆုံးမမရလို့တောထွက်သွားတာကိုပါဠိတွေကတော်ကြီးတယ်မဲ့ဆင်ကြီးအလုပ်ကျွေးလို့ပြုပြီးနေလိုက်တဲ့ကိုတော်တွေပြောမကောင်းလို့ဘုန်းကြီးတွေပြောမကောင်းလို့
ဆိုတော့လေချမ်းသာလားဆင်းရဲတခါဝေဒင်သာပုံသားကြီးကပြေလို့သူ့ရွာတော့ဝေဒင်သာရွာနာဆုံးကံဝါရင်းသုံးလို့စမြေသားဂျုံနေကြီးစားခဲ့တယ်မြေသားပြောင်းနေကြီးစားတယ်ဆန်ချမ်းနေကဲချမ်းသာလားဆင်းရဲဘောပင်ကြွားရတရားပင်ကြွားရဆိုတော့ဒါရဲ့ဒီခန္ဓာဝတ်ကြီးဒီဝန်ဒုက္ခကြီးထနေရတာအဲ့ဒုက္ခမြင်စေခြင်းလို့ပိလနတ်ထမှာထည့်ပေါ်ခဲ့တာဟုတ်ပါရဲ့နော်အနုပါတိသေတာကြတော့ဒီခန္ဓာပါချုပ်ငြိမ်းရုပ်သိမ်းပြီးတော့တခါနဲ့တန်တိဒုက္ခနောက်ထပ်နှောက်ရှက်ခြင်းကင်းတဲ့နိဗ္ဗာန်ကိုလုံးလုံးဆံဝင်တာတို့ကနေတူနေမြတ်ပဲဘုရားရှင်တို့ရဲ့ဒါအောင်မခံတဲ့နေပဲဘောဓိမမရွှေပလင်ပေါ်မှာကိလေသာအောင်မခံတာကတမျိုးဘောပါလားဒါမို့လို့ဘောဓိမနဲ့ရွှေပလင်ပေါ်မှာဘုရားဖြစ်ရပါပြီဘုရားဖြစ်ကိုအောင်တော်မူတဲ့နေ့ကကတ်တဲ့အဖိနေကကတ်လိုက်တဲ့သူဇာတာဟမ်ကဏ္ဍတို့သားမရှိဘူးလားသူဇာတာကတ်လိုက်တဲ့စွမ်းရည်တဲ့နောက်ဆုံးပြိဋိဘံဆန်တဲ့နေ့မှာကတ်တဲ့စုံတာကတ်တဲ့ဝက်ပြူသားစွမ်းရည်အကျိုးပေးပုံချင်းအတူတူပဲဟေးလို့ရရှင်ကိုရောမြတ်ကြီးမိန့်မာတော်မူတဲ့ဒီတော့ပြိဋိဘံဆန်ခြင်းဟာလည်းဘုရားရှင်တို့ရဲ့ပါလေအောင်ဝေးပဲအမြတ်ဆုံးနေပဲအဲ့တော့အဲ့ဒီမှာဥဒ္ဒတို့သာသနာအတွက်ကြတော့ဒါမှတ်တမ်းတစ်ခုပေါ့ဒီနေ့2548ခုနှစ်ကုန်ပြီသာသနာလက်ပြန်ကစပြီး2549ခုခရီးဆက်တယ်နော်သာသနာနှစ်သက်လားဆိုတော့မဟုတ်ပါဘူးနှစ်တန်းရှိလာပြီသတိထားပါနှစ်တွေပြောင်းလာတာဟာအသေးကူးလာတာလားဟောင်းသွားတာလားသာသနာကြီးသည်တဲ့2548ကနေ2549ကိုကူးပါပြီတဲ့ကဲခင်ဗျားတို့ခန္ဓာကြီးတဲ့ရှိရအသက်ကနေနောက်ထပ်အသက်တစ်ခုပေါင်းပြရတာဗျာပြိုသွားတာလားအိုးလာတာလားအိုးလာတာဗျို့ဒါဗျာမွေးနေ့ပွဲဆိုပြီးတော့ Happy birthday to you ဘလုံးနဲ့ near for the die ဘယ်လိုကတ်လာလဲသေဖို့ကတ်လာပြီတဖြည်းဖြည်းသေမဲ့ဘက်ကိုနီးလာတာအဲ့ခန္ဓာကြီးဟောင်းသွားတာများအဟောင်းပူဇော်ပွဲတွေပါလေခင်ဗျားတို့လုပ်ကြကြဘူးဗျာတော့ခန္ဓာကြီးဘာပူဇော်ပွဲတဲ့အဟောင်းပူဇော်ပွဲသူတို့ဒါသူတို့ကောင်းတို့မှာအမြင်မှမရှိဘူးဆိုတာသေချာနေတယ်ဘာမရှိဘူးဒီမှာမိစ္ဆာဒိဋ္ဌိတနည်းအားဖြင့်အဝိဇ္ဇာလွှမ်းမိုးထားတယ်ဘာလွှမ်းမိုးထားလဲဒါကိုပုထုဇဉ်များကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကအန္တကွာအန္တဆိုတာဘာလဲအကန်းနဲ့အကန်းမှာတာမန်ကန်းတာမဟုတ်ဘူးဇုံလုံးကန်းနေတယ်ဘာဖြစ်လဲဇုံလုံးကန်းနေလက်ရှိခံစားနေရတဲ့ဒုက္ခကိုလည်းဒုက္ခမှမသိဘူးနောက်ရမယ်ဒုက္ခဖြစ်ကြောင်းတရားတွေလည်းဒုက္ခဖြစ်ကြောင်းမှမသိဘူးဆိုတော့သမုဒယလုံးနေမှလည်းဒုက္ခရောက်နေမှလည်းဟာဒါပေမဲ့တော့ဘယ်နဲ့စုံလုံးကန်းဗါတဲ့စုံလုံးကန်းဒါမှမဟုတ်ဗျာနှစ်သိကူပဲဆိုဟာပတ်စံတွေအကုန်ကြခံလူတွေအသေးခံနှစ်သိကူတိုင်းသိတာနော်ဒါကြည့်နေတယ်နှစ်သိကူတိုင်းလူလည်းသိတယ်ရတဲ့လူလည်းဆေးရုံပေါ်မှာအပြည့်ငွေကလည်းကုန်လိုက်တာတော့လဲပွဲဟေးတဲ့ဆိုတော့ဘာတွေကူးလာသလဲလို့မေးတော့ခင်ဗျားတို့အပရိမျိုးစိတွေကူးလာတာပဲအဲ့တော့ဦးဇင်းကတော့နာမည်ပေးထားတယ်သေမင်းကြိုတဲ့ဘွဲဗါလဲဟောပါလားညမရှိကြတော့သေမင်းကြိုနေကြတယ်အသေးလို့ရအလုံးများလုံးကြသလားဆိုတော့ဘလို့ခုသာသနာကတော့အထူးသက်ဆိုင်တယ်လို့ပြောပါပြီသာသနာဟာသူတော်တို့ဦးဇင်းတို့ကြားဘူးလို့သာသနာ9000ပဲဆိုကြပါစို့ဒါဟာစာပေထဲမှာတော့မရှိဘူးဘုရားဆုံးမထားတဲ့ထဲမှာလည်းမပါဘူးသာသနာကိုနောက်နှစ်9000တည်စီလို့ဘယ်မှမပေါ့ဣမေသသုဘဒဘိက္ခုသမာဝီဟရိယုံအရဟံတေဟိအတာသုဘဒယဟန်တဲ့ငါဘုရားရဲ့သာသနာတော်မှာဣမေသဘိက္ခုယဟန်နေတဲ့သမာဝီဟရိယုံငါဘုရားဆုံးမထားတဲ့အဆုံးမတိုင်း
မှန်ကန်ကျင့်ကြံအားထုတ်နေကြအောင်ပဲဆိုရင်ကျင့်ကြံအားထုတ်နေသည်၍အရဟံတေဟိအတ္တယဟန္တာတောင်စိတ်သုံးခြင်းမရှိဘူးဆိုတော့ရဲ့အကန့်အသတ်မပါဘူးဗျရှင်းသလားသို့တော့သူကတွေ့ရမှာသာသနာတော်ကြီးမှာဘုရားဆုံးမကိုလိုက်နာကျင့်ကြံလာကြတဲ့ပုဂ္ဂိုလ်တွေနဲ့ဘုရားဆုံးမနဲ့ဝေးကွာနေတဲ့ပုဂ္ဂိုလ်တွေဘယ်တင်းကများလာသလဲကျင့်တဲ့လူမရှိရင်ကွယ်ပြီ9000လဲစောင့်မှာမဟုတ်ဘူးရှင်းသလားအဲ့တော့သာသနာ9000ဖြစ်လာတာတော့ဒါဥစဉ်တို့အတွေးပေါ့လေဒါဥစဉ်တို့တွေးကြည့်တာဆင်ခြင်ကြည့်တာတဲ့ရင်လည်းယူပေါ့ဘုရားရှင်ကိုလိုမြတ်ကြီးပွင့်တော့ကလူသက်တမ်းဘယ်လောက်မှပွင့်100မှာပွင့်အဲ့တော့100တန်းကနေမှအနှစ်100မှာတစ်နှစ်ဆုပ်တယ်ခုနှစ်ပေါင်းဘယ်လောက်ကျော်သွားပြီ2500ကျော်သွားပြီဆိုတော့100ကိုတစ်နှစ်ဆုပ်တော့နှစ်အစိတ်ဆုပ်သွားပြီဆုပ်တော့အခုဘယ်လောက်တန်းဆုပ်မလဲ85နှစ်တန်းဒါဖြမ်းမြကြီးဆိုတော့တန်တဝါတွေမဲ့ဖို့ရနိုင်ခွင့်အခွင့်အလန်းဟာလေနှစ်90တန်းအောက်မရနိုင်90တန်းဟာအောက်ဆုံးပဲတော့ပါလား90တန်းဟိုဘက်ဆိုရင်လူတွေရဲ့စိတ်တွေကကိလေသာလမ်းမိုးဖိစီးမှုတွေများလာပြီဖြစ်တဲ့အတွက်ဘယ်လိုနည်းနဲ့မှမဲ့ဖို့မရနိုင်တော့ဘူးဒါကိုရှင်းပညာရှိများမျှော်တွေးပြီးတော့မှတနှစ်တရားကိုတစ်နှစ်လုံးနဲ့စုပ်ရင်နောက်ထပ်အနှစ်9000ဆိုရင်90တန်းကိုရောက်ပြီဟုတ်ပြီနော်90တန်းဟိုဘက်ဆိုရင်မဲ့ဖို့ရနိုင်ခွင့်မရှိတော့ဘူးဆိုပြီးသာသနာအနှစ်9000လို့ပညာရှိများဆိုခဲ့ဟန်တူတယ်ဦးဇင်းကတော့ဒီလိုပဲမှတ်ဆိုတော့သူတို့ဆိုတိုင်းကောမှန်မလားလို့ဆိုတော့ယခုဆုပ်ယုပ်နေပုံနဲ့ကြည့်ရင်မမှန်နိုင်တော့ဘူးလို့ဦးဇင်းကပြောတယ်9000မကြတော့ပါဘူးရှင်းလားရိတ်ကောရိတ်မိကြရလားစဉ်းစားပါသာသနာရေးနဲ့ပတ်သက်ပြီးဦးဇင်းတို့ကဘာလို့ဒီလောက်တိုက်တွန်းနဲ့ပြသားပြောနေရသလဲမေးရင်သာသနာထဲမှာအုပ်ရောကြောက်ရောတွေမရှင်းပြန်ရင်လည်းဒီသာသနာစင်ကြယ်မှုမရှိဘူးသာသနာစင်ကြယ်မှုယုံကြည်မှုစင်ကြယ်မှုမရှိပြန်ရင်လည်းသာသနာအတွန်းမရှိတော့အဝိယံကိုဦးဇင်းတို့မကြောက်ဘူးအနည်းကပူးတတ်တာကိုကြောက်အဝိယံကမြင်ရတယ်ဗျရှင်းသလားတိုင်းတစ်ပါးကကိုလာတိုက်တာမြင်ရတယ်ကိုထဲကကိုထိုးတာကြတော့မရဘူးအခုလဲသာသနာရေးမှာအပြင်ပသာသနာတွေကဝင်ရောက်ဖြစ်စည်းတာကမြင်သာထင်သာရှိခုဒီသာသနာထဲမှာပဲအုပ်ရောကြောက်ရောနဲ့ကိုသာသနာအမှတ်ထင်ပြီးတော့ဦးဇင်းတို့အမြဲပြောသလိုပေါ့ဘိုးဘုံမိကောင်ပြောတယ်ဆိုရင်အထီးကိုမခံနိုင်ဘူးရှင်ဦးဘုကုတ်အထီးမခံနိုင်ဘူးဟုတ်ဆိုပူးတတ်ထားတာဘာဖြစ်လဲပူးတတ်ထားတာသေချာစဉ်းစားပါအဲ့တော့ဦးဇင်းတို့ကမသေးချာရင်လည်းမပြောဘူးဟုတ်ပြီနော်ဘုရားရှင်ပြောထားတာသိရှင်းတယ်ဘုရားရဲ့ဓမ္မခန္ဓာတွေကအမတန်မှဖြောင့်စင်းတယ်အဖြောင့်ကိုအကောက်ဝင်လှုပ်ထားတာကိုလက်ခံထားကြတဲ့အတွက်သာသနာဟာညှိုးနေတယ်သာသနာဘာဖြစ်နေတော့ကိုယ်ပဲမှုအဆောင်မှာဒီတည်နေတဲ့ဘုရားတွေကြည့်ဘွဲတော်တွေကသွားကြည့်လိုက်ဟာသိတ်ဒီရောအရဟံတွေရောအနောက်ဆုံးတော့ဆူတောင်းပြေးတော့ပါတာပဲဘုရားကတောင်းခိုင်းတာမဟုတ်ဘူးလုံးတယ်အတ္တဟိအတ္တနောနာထောဒီနေ့ဗုဒ္ဓကိုပူဇော်သောအပြင်ဦးဇင်းတို့ပြန်ပြောပါတယ်တော့ပါသလားဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီးအမတန်ခင်ဗျားတို့ကျုပ်တို့အတွက်ပင်ပန်းဆင်းရဲခံပြီးတော့လေးသိင်ချင်းနဲ့ကဘာသသိန်းတိုင်ဖြည့်ကျင့်စည်းဝူးခဲ့ရတဲ့ပါရမီတွေ45ဝါတိုင်အပင်ပန်းဆင်းရဲခံပြီးတော့မှဓမ္မခန္ဓာတွေဟောကြားခဲ့တဲ့ပါရမီကုသိုလ်စေတနာမေတ္တာတွေဦးဇင်းတို့တော်ကောင်းတို့အတွက်ထားပစ်ခဲ့တဲ့သာသနာကျေးဇူးတွေကိုတောက်ထားပြီးတော့အမှန်တရားကိုဒီနေ့သိအောင်လမ်းညွှန်ပေးပါတယ်ဒါဘုရားကိုပူဇော်နေတယ်မှတ်ပါတော့ပါသလားဘုရားရှင်ကိုယ်တော်မြတ်ကြီးကသဗ္ဗေတ္တကမ္မတကဟောတတ္တဝါတွေကဘယ်ပေါ်တည်မီနေရလဲကံပေါ်တည်မီနေရတယ်ဆိုတာဒါနံပါတ်1အချက်အရေးကြီးတယ်ရှင်းလင်းသိရမယ်ငါတို့ဒီနေ့ဘာလို့အကျိုးပေးဆိုးလဲကံဆိုးခဲ့လို့ဟုတ်ပြီနော်ငါတို့ဒီနေ့ဘာလို့မကောင်းတဲ့အကျိုးတွေပေးနေတာလဲမကောင်းတဲ့ကံတွေလုပ်ခဲ့လို့ဒါအမြင်ရှင်းရမယ်ဒါဖြင့်အဲ့ဒီမကောင်းတဲ့ကံတွေဟာသူတစ်ပါးပြုတ်ထားတာလား
အဲ့ဒါအဖြစ်မိမိပြုထားတာလားမဟုတ်ဘူးမကောင်းသောကံတရားရဲ့အကြောင်းရှိလို့ဒီမှာမကောင်းတဲ့အကျိုးလာပေးတာအမြင်ရှင်းဖို့ဆိုတာအဲ့ဒါနောက်ပိုင်းဆက်ထည့်ရှင်းပေးပါမယ်အဲ့တော့ကံသာလျင်တိမိယာရှိတယ်ဆိုတဲ့အကြောင်းကိုကာမတက္ကတဓမ္မသမာဓိဋ္ဌိအနေနဲ့အမြင်ရှင်းထားမှတပါးသောအယူအဆတွေဟာသူတော်တို့ရှင်းထွက်သွားတယ်ကိုဒုက္ခရောက်အောင်သူများလှုပ်လို့ရသလားမရဘူးကိုသီလစင်ကြယ်နေရင်ဘယ်သူမှလက်ဖြားနဲ့တို့လို့ယခုလည်းလုံခြုံခြင်းပါတယ်သိတိတွေပြီးမြောက်ခြင်းပါတယ်အန္တရာယ်ကင်းဘေးရှင်းခြင်းပါတယ်ဗုဒ္ဓသရဏံကိစ္ဆာမိလောက်ကောင်းတာမရှိတော့ဘယ်ဆောင်မှမလို့ရှင်းလားဒီရောကျင်တတ်တယ်လားဒါဥစဉ်တို့ဗုဒ္ဓကိုအစွမ်းကုန်ပူဇော်တာပါပဲသူတော်တို့သာသနာအမြင်စင်ကြယ်လာမှသာသနာဟာအတွန်းရှိမယ်ဟုတ်ပြီနော်အခုမဟာယာနကြီးရှိနေတယ်ဗုဒ္ဓဘာသာလို့တော့အမိခံထားတယ်မဟာယာနဗုဒ္ဓနဲ့ဘာမှမဆိုင်တော့ဘာမှမဆိုင်တော့အဲ့ဒါသာသနာဘာဖြစ်နေတာကွယ်သွားပြီရှင်းလားဗုဒ္ဓအဆုံးမမတည်တော်ဘူးဆိုရင်ရုပ်ပွားတော်တွေကြိုက်တဲ့လောက်ထုထားအရေတော်တွေဘယ်လောက်ခြုံတာဟမ်ဒီဘုရားအရေတော်ခြုံထားတဲ့ပုဂ္ဂိုလ်တွေလည်းဘုရားဆုံးမတဲ့အတိုင်းမကြည့်ရင်ဘာဖြစ်နေတာသာသနာကွယ်နေတာပဲသိတတိထားဖို့ကောင်းပါလေဘုရားနဲ့စာမွေးကိစ္စတွေထည့်ပြောတာအဲ့ဒါပဲသာသနာကွယ်သွားမှဆိုလို့ဟိုမှာဦးစင်းလေးတွေဦးစင်းတို့နာခမ်းမျိုးရောက်တော့ခေါ်ခိုင်းတယ်လုံးချင်ရှိတယ်လို့ပြောတယ်သူတို့ဓမ္မရှိရတယ်ခန်းနေတော့လုံးအလုတ်ခိုင်းနေတော့ရှင်ပြခဏလေးနေဦးပြသွားလိုက်ဝင်ဘာဖြစ်လို့ဒီစာမွေးရှိတယ်စာမွေးနဲ့မင်းတို့နဲ့ဘာဆိုင်လဲမင်းတို့စာမွေးပြီးသားပဲဓမ္မရှိရပြီးသားတွေပဲသူတို့နိုင်ငံခြားသွားဖို့လေအခုပဲတပါးလွတ်လိုက်ပါအဲ့တော့နိုင်ငံခြားသွားပြီးတော့တီဟိုသွားပြီးမင်းပညာသင်မဲ့ပုဂ္ဂိုလ်ပဲဒီမှာစာမွေးနဲ့မင်းတို့ဘာဆိုင်လုံးစောင့်ပေးရမှာလားဟုတ်ဘူးတဲ့ဘာဖြစ်လို့ဆိုအပြင်ကနေစာမွေးနှက်လို့ရမှာမသွားနဲ့ငါပြောနေတယ်မသွားနဲ့သွားရင်တော့ငါအိမ်ခုရှင်မာမောက္ကလနီးပဲသုံးပါနော်ရှင်သာရိပုတ္တရာတော့ချော့မော့ပြောတယ်ရှင်မာမောက္ကလတော့ဆွဲထုတ်လိုက်တာပဲအဲ့တော့သူမင်္ဂလာတော့ဆွဲထုတ်လိုက်မှာပဲမသွားနဲ့သူတို့စွမ်းပကားနဲ့သူတို့ဖြေနိုင်ရင်ဖြေပါစေမဖြေနိုင်ရင်မင်းတို့ဘာမှလုပ်မပေးနဲ့သာသနာပျက်စီးကြောင်းกว่าတော့ပါလားအဲ့ဒီလက်မှတ်နဲ့အတန်းလှုပ်လိုက်တာကသာသနာပြက်ဖို့လမ်းကြောင်းစတာနဲ့အတူတူတော့ဖြစ်တယ်။ဘာဖြစ်လို့ဆိုလက်မှတ်ရရေးနဲ့အတန်းအောင်ရေးတာလှုပ်တာဟုတ်လှုပ်တော့စာတတ်သေးလား။ဘုရားရဲ့အဆုံးအမကိုသိသေးလား။သိဘူးရောတဲ့စာတွေရွတ်နိုင်တာနဲ့အာဘော်သိတာနဲ့တခြားစီပါ။ရှင်းသလား။အဲ့ဒါဘာဖြစ်တာလဲမေးရင်သာသနာကွယ်တာပဲဘုရားဆုံးမမလိုက်နာတော့ရင်ဘာဖြစ်တာလဲသာသနာကွယ်တာအဲ့တော့လိုက်နာတဲ့နေရာမှာလဲအုပ်ရောကြောက်ရောလားဖြောင်းပြောင်းမတ်လားဒီသဗ္ဗေတ္တကမ္မတကဒါအရေးကြီးတယ်နောက်အတ္တဟိအတ္တနောနာထောမိမိကိုယ်သာကိုယ်ွယ်ရကိုယ်ကံဉာဏ်ဝရိယဝသာကိုအာကိုရမှာဘာဖြစ်လဲမိမိတို့ဤကံဉာဏ်ဝရိယကိုသာမိမိတို့အာကိုရမယ်ကံဆိုတာစေတနာဟုတ်ပြီနော်မိမိရဲ့စင်ကြယ်သောမွန်မြတ်သောစေတနာဟောစိတ်ကောင်းစေတနာကောင်းအမြဲထားရမယ်ဉာဏ်ပညာတိုးတက်အောင်အကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်တွေကိုအမြဲတမ်းဝေဖန်နေရမယ်ဆန်းစစ်နေရမယ်ဝရိယလုံးလာကြိုးကုပ်အားထုတ်မှုဒီသုံးပါးသာလျက်မိမိတို့ရဲ့အားထားရမယ်ရှင်းသလားဒါဖြင့်တပါးသောကိစ္စတွေလိုသေးလားဘယ်ကျိုးတွေဘယ်ပြောင်းလို့ဘာဖြစ်မယ်ထင်တော့ဘာမှမဆိုင်ဘူးကံအလျောက်သာသွားလိမ့်မယ်ကျိုးနဲ့နှက်ခတ်နဲ့ခင်ဗျားတို့ကျိုးတို့နဲ့မဆိုင်ဘူးစင်ကြပါလားကြီးကသူ့သဘောတိုင်းသွားနေတယ်ခင်ဗျားတို့ကျိုးတို့ကိုထောက်ပံ့တာကံစိတ်ဥရုဟာလားအေးနှက်ခတ်တွေကျိုးသွားတွေတွက်ချင်ရာသီဥရုတာတွက်ချင်တွက်ပူလိုက်မယ်အေးလိုက်မယ်ဒါတော့တွဲရမယ်ပူမယ်ဆိုရင်ကာဝယ်ထားမယ်အေးမယ်ဆိုရင်ကာဝယ်ထားမယ်ဒါကြိုလှုပ်ထိုင်ပြီးပြီရှင်းသလားနောက်ဆုံးတစ်ချက်တတိတံပါကံစနေတိ
တူသောအကျိုးပေးလိမ့်မယ်ဘယ်လိုလဲဒါပဲတူသောအကျိုးဆိုတဲ့နေရာမှာလည်းရှင်းရှင်းလေးပဲအကြောင်းကောင်းရင်အကြောင်းမကောင်းရင်အကြောင်းစင်ကြယ်ခဲ့ရင်အကြောင်းမစင်ကြယ်ရင်အကြောင်းကလွတ်မြောက်သွားရင်ဒါပဲလွတ်မြောက်တဲ့အကြောင်းလုပ်ထားရင်လွတ်မြောက်တဲ့အကျိုးရမှာဒီနေ့သူတော်ကောင်းတို့တဏှာအနောင်ဖွဲ့ထားတဲ့မှာရစ်ပတ်နှောင်ဖွဲ့ပြီးတော့မလွတ်နိုင်မယုံနိုင်မလုံနိုင်ဖြစ်နေကြတာသည်ဘာဖြစ်ခဲ့လို့လဲအကြောင်းကလွတ်မြောက်ကြောင်းမလုံခဲ့လို့ဒါကြောင့်မလို့သာသနာနဲ့တွေ့ရကြုံရကြလူဖြစ်ကြိုးနှက်ချင်ရင်လွတ်ကင်းတဲ့အကြောင်းလုံနိုင်အောင်လုံမှသဘောပါသလားအဲ့ဒီမှာဘုရားဆုံးမထားတဲ့အဆုံးအမလေးတစ်ခုထည့်လိုက်ရင်ဘာလပဏိတသုံးပါဒီခန္ဓာစွန့်ပြီးနောက်ခန္ဓာရအောင်လုပ်တဲ့ပုဂ္ဂိုလ်တန်တရားရှည်ချောင်းလုပ်ရင်ဗါလဲလူမိုက်ဒီတန်တရားရှည်တဲ့ဘာလပဏိတသုံးပါလို့ပြောတယ်လူမိုက်ဒီဗါလဲအဲ့ဒါဦးဇင်းက definition ပြန်တယ်နောက်ထပ်ပြန်ဖွင့်လိုက်တယ်တန်တရားရှည်အောင်လုပ်ရင်လူမိုက်ဒါရှင်းနေတာပဲတော့ပါလားနောက်ခန္ဓာရအကြောင်းတန်တရားရှည်ချောင်းလုပ်ရင်လူမိုက်တန်တရားပြတ်ချောင်းလုပ်နိုင်မှာလူလိမ္မာဆိုလူလိမ္မာဖြစ်မှလူဖြစ်ကြိုးနတ်မှာရှင်းတတ်ကြလားအဲ့တော့ဘုရားသာသနာမှာအဲ့ဒီအရေးကြီးဆုံးအဆုံးအမတွေကိုအပိုင်ကင်ထားနိုင်မှုအရေးကြီးတယ်တတိတံဘာကံစနေစီအတ္တဟိအတနောနာထောသဗ္ဗေတ္တာကမ္မတကာဒီသုံးချက်ကလေးရှင်းရင်ခင်ဗျားတို့တကယ်ကိုသုလသောတာပန်ပေါ့ဗျာသာသနာပေါ်မှာအကျွင်းမဲ့ယုံကြည်သွားတဲ့အမြင်ရှင်းသွားတဲ့သုလသောတာပန်အဆင့်ကိုဧကံကပ်ရောက်နိုင်တယ်သုလသောတာပန်ဆိုတဘောနှစ်ဘောကတော့ဘယ်မလားတော့တဏှာကုံမြဲသွားပြီလို့ပြောတာဟုတ်ပြီနော်ဒီအမြင်မှမရှင်းသေးရင်ခင်ဗျားတို့မှာတဏှာကုံမြဲဖြစ်ကနေရှိအာကိုရတစ်ခုခုကိုရှာပြီးဟဲ့ဆိုကြတဲ့ကရင်ကိုယ်မှာတဏှာကုံညှိုးနေပြီကျင်းတ်ပြီလားဒါဖြင့်ဦးဇင်းတို့တော်ကောင်းတို့ဟာဟောဒီဝိပဿနာဉာဏ်အမြင်မှန်နေသစ္စာဉာဏ်တွေကိုထိုးထိုးထွင်းထွင်းပိုင်ပိုင်နိုင်နိုင်ရရှိထားကြမှသာလေလူဖြစ်ရကြနတ်တော်မယ်ကျင်းတ်ပြီနော်အဲ့တော့အဲ့ဒီအလုပ်လုပ်တော့မှဆိုတော့လေအဲ့ဒီအလုပ်ကမဲ့ခင်အားလုံးဘယ်နှပါလဲ7ပါးမဲ့ခင်အားလုံးကဘယ်နှပါရှိလဲ7ပါးကိုဦးဇင်းတို့ကအလုပ်စင်တဲ့အကျိုးချုံးပြောတော့တတိထားသတိဝိရိယပညာနဲ့တွဲပြီးအလုံးလုံးနေတော့ဘယ်သီလတွေကျိုးသေးလို့မကျိုးပါဘူးအဲ့တော့သီလဟာတွဲရပါပြီးသားလို့မှတ်ဆိုတော့အဲ့ဒီတွဲရထဲမှာပြန်ကြည့်တဲ့ခါကျတော့ခုသူတော်ကောင်းတို့ခန္ဓာ၅ပါးကြည့်သည်ချမ်းသာသလားဆင်းရဲသလားဟောတန်တရားဆိုတာကောချမ်းသာသလားဆင်းရဲလားတရားတစ်လုံးသိနိုင်မြင်နိုင်ဖို့လွယ်သလားမလွယ်ဘူးခက်ခဲမျိုးမျိုးကြားကဦးဇင်းတို့ကြိုးစားကြနော်ကိုင်းရှိသေးအလုပ်စင်လေးပေါ်လေကဲစတော့မယ်ဆိုတော့ရှေ့ကသာသနာရဲ့စင်ကြယ်တဲ့အမြင်ကလေးနဲ့အာမှန်လေးတွေပေါ့ဒါလေးတွေထည့်ပေးတာအဲ့ဒီအားလေးတွေပြည့်လာပြီခင်ဗျားတို့ battery charging တွေပြည့်ပြီဆိုတော့မှအဲ့ဒီညံကလေးတွေနဲ့အလုပ်စင်ပေးလိုက်တော့မယ်ဆိုတော့မရဘူးဗျာမာနကဖြစ်သွားတယ်မပေးနဲ့နော်the move bot ဆိုတာစိတ်အစဉ်တန်းဟာဦးဇင်းတို့ရှေ့ပိုင်းမှာတရားပွဲကိုဏိဒန်းချီပြီးတော့တော်ကောင်းတို့စိတ်ကိုဆွဲဆောင်လာမှအာယုံပေါ်စူးစိုက်လာပြီဆိုရင်အဲ့ဒီပေါ်ကိုအလုတ်စင်တင်လိုက်ရင်မြင်လွယ်ထင်လွယ်ရှိတယ်ဆွဲမြဲသွားတယ်အဲစူးစိုက်ကြည့်မှထိုးတွင်းမြင်မှပန်းချတယ်အဲ့ဒီတတ္တိလေးတွေကိုဦးဇင်းတို့ကဖော်ဆောင်ပြီးတော့တရားပွဲကိုထုတ်ဆောင်ရပါအဲ့တော့ဒီလိုဦးဇင်းတို့မာနရဲ့မပြောမှတယ်နော်မာနရဲ့နောက်ဆက်ကလေးတွေကြုံပြီဆိုရင်ဦးဇင်းတို့မှာဒါများစွာနစ်နာကြရတယ်အဲ့တော့အခွင့်သာခိုက်ယုံလိုက်ကြနော်အချိန်စောင့်နေလို့တော့မရတော့ဘူးအဲ့တော့ရှိသေးအခုဒီနေ့ပြောမှာကမေဃသစ္စာရဲ့ဒသနထောပါတယ်တော့ဒ
သနာထောဆိုတာဒီမက်ကင်တရားပွားများနေလို့ရှိရင်သူတော်ကောင်းတို့အလိုရှိတောင်းတအပ်တဲ့ဆင်းရဲချုပ်ငြိမ်းရုပ်သိမ်းတဲ့ကိလေသာချုပ်ငြိမ်းရုပ်သိမ်းတဲ့နိဗ္ဗာန်ကြီးကိုတဲ့နေဝန်းလာဝန်းပေါ်တင်ထွန်းတို့ရှုရှုမြိုင်မြိုင်ဟောမြင်စွမ်းနိုင်သောအ내သဘောတည်၎င်းတဲ့ဘိုးတော်ဝါမြင်မှာမဟုတ်ဘူးတဲ့မင်းတို့နေမင်းလာမင်းကြီးတွေတိမ်တလာကင်းစင်တဲ့နေ့မှာကဲတိမ်တလာကင်းစင်တဲ့နေ့နေထွက်လာတယ်ဆိုတော့ထွန်းတောက်တောက်ထင်းထင်းရှားရှားမမြင်ရဘူးလားလာမင်းကြီးထွက်လာတယ်ဆိုတော့လာကလည်းလာပြညဒီနေ့လိုညမျိုးဆိုရင်တိမ်တလာကင်းစင်ပြီးတော့ကောင်းကင်ရံကအစရာကောင်းကင်ကကြည်စင်ကြယ်နေတယ်ဆိုရင်လာမင်းကြီးကလည်းထင်းထင်းရှားရှားပိုင်နိုင်မမြင်ရဘူးလားဒီတိုင်းပါပဲတဲ့သူတော်ကောင်းတို့မက်ကင်အလုတ်သာလုံနေမယ်ဆိုရင်နေဝန်းလာဝန်းပေါ်တင်ထွန်းတို့ရှုံမြိုင်မြိုင်ဟောထင်းထင်းရှားရှားကြီးဒီနိဗ္ဗာန်မက်ဖို့ကြီးကိုဘာလို့ရမလဲမြင်ရမယ်ဒါဖြင့်ဒီမဲ့ညာကြီးသည်နိဗ္ဗာန်ကိုမြင်နိုင်စွာရှိတယ်တဲ့ဝိုးတော်ဝါမြင်ပါလားထင်ရှားစွာမြင်ပါလားဒါမို့လို့ဦးဇင်းတို့ကသတိပေးတဲ့နေရာမှာရှိတယ်တပည့်တော်တော့နိဗ္ဗာန်ထင်တာပဲလို့ဆိုရင်တော့မဟုတ်သေးဘူးဆက်လို့တန်တရားရှိသေးလို့ကိုဗျအဲ့တော့ငါတော့နိဗ္ဗာန်မြင်ပြီးပြီလို့ဆိုပြီးတော့အဓိမာနတွေတက်နေပြန်ရင်လဲမဟုတ်သေးဘူးဒီနေရာမှာသူတော်ကောင်းတို့ကိုသင်ပေးရတာတဲမလွယ်ဘူးမာနသမားကတစ်မျိုးလောဘသမားကတစ်မျိုးလောဘသမားကကျတော့လိုချင်လာပြီလေလိုချင်လာတော့မြင်မြင်ရနိဗ္ဗာန်ထင်နေတယ်ဟာအဲ့ဒါလို့မဟုတ်ဘူးကွာအပိုင်မြဲမှာကိုယ့်အကိုဆုံးဖြတ်နိုင်ရမှာဘယ်သူမှမေးကြရမလို့ဘူးဆိုမာနသမား6တိုက်ပုံဝင်မြင်ပြီးတော့မြင်ပြီးသားဘယ်သူမှပြောကြမလို့ငါတော့ဘယ်သူမှမမြင်ဘူးသဘောပါသလားမလေးဒီရထဲတပြီးတော့လောက်လုံးတဲ့လူတော်မရှိဘူးဆိုပဲသွားပြီခင်ဗျာကြိုးစားအောင်ရှင်းသလားဟိမဲကြောမဲဖို့လှုပ်တာလို့ရင်နိဗ္ဗာန်ဟာဝိုးတော်ဝါဖြစ်မှာလားအပိုင်မြင်ရမှာအမြင်အောင်လှုပ်တော့မယ်ဆိုတော့လေကျေးဇူးရှင်ဘိုးကုံဆရာတော်ဘုရားကြီးရဲ့ဒီဒသနာထောမှာထုတ်ဆောင်ပေးထားတဲ့ဘုဒ္ဓဒေသနာလေးနဲ့ပဲဦးဇင်းတို့သွားပါမယ်နော်အဲ့တော့သာသနာအယူအမြင်စင်ကြယ်ရေးတနည်းအားဖြင့်သူတော်ကောင်းတို့သာနာမှာလွှမ်းမိုးအုပ်ချုပ်ထားတဲ့အတ္တနဲ့အတ္တနိယဗါတဲ့ငါဥစ္စာအတ္တဆိုတာငါအတ္တနိယဆိုတာငါဥစ္စာငါဥစ္စာသာတရားတစ်ခွင်လုံးသာတရားရှေးအောင်ဆွဲဆန့်ထားတာအဲ့ဒီတရားနှစ်ပါးပဲငါနဲ့ဒီချမ်းမဘာလို့သာတရားရှေးတာတော့ဆိုသူတော်ကောင်းတို့ယနေ့လိုချင်မှုလောဘဘာကြောင့်ဖြစ်သလဲဆိုရင်ငါပိုင်နေထင်လို့လိုချင်တာငါဥစ္စာဖြစ်မယ်ထင်လို့တရားရှင်းရှင်းလေးနော်ဒီချမ်းမမနေ့ကပဲဟောလေအလူရှင်တယောက်ကပြီးတော့အလှအတွက်စာရန်လေးတစ်စောင်ရေးပေးပါပြောတာ3ပတ်ရှိပြီဥသုမင်္ဂလာလည်းချင်းရတိကြတယ်ဟိုဥပုပ်ယူဒီဥပုပ်ယူနဲ့3ပတ်ရှိလာပြီအဲဒီကစုံလာပြီးတော့ငါမဖြစ်ဘူးဘေးကိုပေးရတော့မှဆိုတော့အဖိတ်နေဒီမရသေးဘူးအဲ့တော့မနေ့ကမန်ချက်စတာပွဲရလည်းကောင်းနေတော့နည်းနည်းနောက်ကျသွားတယ်အဲ့တော့စာလေးရေးလိုက်ပြီဆိုတော့ရေးလဲရေးရောနော်ဘာတော့ပေါ်လာတယ်လေဒါနမှုသီလမှုဝိပဿနာမှုတွေမလုပ်ဖဲနဲ့လူဖြစ်ကြမနှက်ဘူးအဲ့တော့ဒီစာရန်ကလေးကဒီစကားလေးကပြောနေကြဆိုတော့အဲ့ဒါလေးထည့်ပြောရင်းနဲ့မဖြစ်လေခုနဘာလပန္နိတသုတ်သွားတွေ့တယ်အိမ်မပြောတဲ့လူညတာရှိတယ်ခရီးပန်းလာတဲ့လူခရီးတာရှိတယ်လူမိုက်ဟာတန်တရားရှိတယ်ဒီကနေဏိဒန်းလေးချီပြီးပြောလိုက်တော့လူမိုက်ဘာကြောင့်မိုက်တယ်လဲလောဘဒေါသမောဟတွေရှိလို့မိုက်တယ်တိရစ္ဆာန်နဲ့နှိုင်းရှင်ပြလိုက်တိရစ္ဆာန်ဒီအိဆာကာမဒီ3ခုပဲရှိအဲ့ဒီ3ခုရှိနေရင်ဒီ3ခုအရေးပဲသိရင်ဘာဝင်လာမလဲလောဘတွေဒေါသတွေမောဟတွေဝင်လာဒါဆိုရင်အဲ့ဒါတိရစ္ဆာန်အဲ့ဒီတိရစ္ဆာန်အလုပ်ကိုလုပ်ရင်ဘာလဲလူမိုက်ဟုတ်ပြီနော်အဲ့ဒီတိရစ္ဆာန်အလုပ်လောဘဒေါသမောဟအလုပ်တွေဘာလို့လုပ်ဖြစ်တယ်လဲလို့ခေါင်းကျုပ်ရှာတော့အဲ့ဒီအတ္တနဲ့အတ္တနိယဒိဋ္ဌိသွားတွေ့ငါပိုင်ငါဆိုင်ထင်လို့ငါရလိမ့်မယ်ထင်လို့လောဘဝင်တယ်ငါမရဘူးထင်လောဘမဝင်ဒီနေ့တရားအထုတ်တော့လေနိဗ္ဗာန်ဘယ်သူကိုယ်တိုင်ရမှထင်လို့ကိုယ်တိုင်ရမှထင်လို့အမလေးအာကျိုးထွန်းလာတတ်တာသဘောပါလားကိုယ်သာမရဘူးထင်ရင်တရားဘက်ကိုမလာဘူးရှင်းရလားအတ္တအတ္တနိယငါရဲ့ငါမိသားစုရဲ့
နောက်ဆုံးဘာဖြစ်လာလဲဘုလိုတရားအဆုံးအမတွေလာတော့ငါတို့ဆရာငါတို့ဘုန်းကြီးဟောအကုန်အတ္တနိယဘယ်လောက်ထိလွန်မိုးတယ်လဲဆိုရင်ရှင်းသလားအားသင်္ကန်းလေးလူလိုက်တယ်ဘုသူသင်္ကန်းတော့ငါသင်္ကန်းငါတို့ဘုန်းကြီးငါတို့သင်္ကန်းယုံသလားဟာအတ္တအတ္တနိယငါလူတာလေးငါဘုန်းကြီးသုံးရလားဟာအဲ့ဒါဆိုရင်လောဘဒေါသသုံးတာမြင်ခင်ဗျားတို့လောဘဖြစ်တော့မသုံးရင်ဒေါသဘုန်းကြီးသူများရင်လူတာကြသုံးငါလူတာကြမသုံးနော်ဘုရားတို့ဘာဖြစ်ဖူးတယ်ဆိုတော့ကြုံရပေါ့နေလက်ကင်မှာကိုင်လာတယ်ချွေးတုပ်ဖို့ပါလာရင်ပြီးရောဆိုကျောင်းကစီမံပေးလိုက်တဲ့အတိုင်းတပ်ပြရနဲ့အကျိုးဆောင်တဲ့ဟိုမှာပြုစုမဲ့ပုံကိုယ်တွေရှိတယ်အဲဒါတော့ဘုန်းကြီးတို့သင်္ကန်းနဲ့ဝါနဲ့ယုံထားဆိုကြုံရထုတ်လာတော့ကိုကတော့ဘယ်သိမလို့ရှိတဲ့လက်ကင်မှာသုံးတာပေါ့ဘုန်းကြီးကလက်ကင်မှာဒီတရားနဲ့ရှိတာလားဟာဒုက္ခအဲ့ဒါတို့မသိဘူးလူထားတာတွေတော့အများကြီးထဲထဲပုံထားတာတို့ထုတ်ပေးတာယူလာတာဟုတ်လားဘုန်းကြီးတော့မမေးနဲ့ဘုန်းကြီးကကြုံညာကောက်ယူလာတာဘယ်ဟာမှဆွဲဆွဲလန်းလန်းမရှိဘူးဘယ်သူလူထားတယ်ဆိုတာလည်းအမှန်မရှိဘူးဘယ်သူလူထားတာလားကျုပ်ကအမှတ်လုပ်ထားရင်ကျုပ်ကလည်းအတ္တနဲ့အတ္တနိယဖြစ်ပြီးတော့ဗျာသင်္ကန်းဆွဲပြီးတော့သမ်းဖြစ်ရကြီးရဲ့ရှင်းသလားအဲ့တော့ခင်ဗျားတို့သင်္ကန်းနဲ့တော့ကျုပ်ကသမ်းဖြစ်မခံနိုင်ဘူးရှင်းတတ်သလားသင်္ကန်းကောင်းလေးရတယ်ဆိုလူကိုတန်းဖို့အရင်စဉ်းစားတယ်ငါဘယ်သူလူပြီးပြီလဲဘယ်ဆရာသမားလူပြီးပြီလဲဒါလူပြီးမှနောက်ဆုံးကိုယ်စီမရှိဘူးဆိုကိုထုတ်ဝက်မှာပေါ့ဒါကတော့အဆင်ပြေသလိုလုပ်မှာပဲဒါကိုကျောင်းလာသင်္ကန်းကရင်ဦးဇင်းတို့ကရှင်းရှင်းလေးပြောတယ်ဒီသင်္ကန်းကျုပ်လုပ်ချင်လို့မှာတော့ရောင်းပြီးချက်ထိုးရင်လည်းချိုးမှာလို့ငါဘယ်လိုတော့ပါသလားတခါလဲပြအောင်လုပ်ရတာလေဟမ်သူမင်္ဂလာတို့မထိုးပါဘူးဒါပေမဲ့တခါရဲ့စေတနာပြရတယ်ဒီနေ့ဒီမဟုတ်တာမလို့ဘူးပေါ့သင်္ကန်းလည်းရောင်းမစားဘူးပေါ့ဘောပါနော်ဒီနေ့ကို3ချိန်နော်ပရိယတိသာသနာထမ်းဆောင်နေကြတဲ့ပုဂ္ဂိုလ်တွေအကုန်ပြန်လူနေတာပဲဒါလည်းတော်တော်ကောင်းတို့ကိုယ်လူပါစေတော့လို့ပြောတာလည်းမဟုတ်ဘူးနော်လောက်ရတဲ့အလုပ်စင်ကိုပြောတာဒါပေမဲ့ဦးဇင်းတို့ရှေ့ရောက်ရင်တော့ဘယ်တော့မှအကောင်းမပြောဘူးဘာလို့အကောင်းမပြောလဲအဲ့ဒီအတ္တနဲ့အတ္တနိယပါသွားမှာဆိုလို့ဟာငါတို့ဘုန်းကြီးကဘလို့တော်တာမလုပ်ပါနဲ့လူကလေးတန်ခါသားဒီမှာဒီဘုန်းကြီးလူတာလားတန်ခါလူတာလားโอเคရှင်းတယ်နော်ဒါဘာလို့ပြောပေးနေတာလဲပြီးတော့သူတော်ကောင်းတို့ရဲ့ဆွဲမှာအဲ့ဒီလောဘဒေါသမောဟရဲ့အရင်းခံသည်ဘာလဲအတ္တနဲ့အတ္တနိယအဲ့ဒီအတ္တအတ္တနိယရှိနေရင်အယူမှားလားအယူမှန်လားအယူမှားခဲ့လို့မိစ္ဆာဒိဋ္ဌိအယူတွေရဲ့သူတော်ကောင်းတို့ထိုးနဲ့နှောက်ယှက်ခြင်းခံရတာဒါကြောင့်မို့လို့သာသနာဟာစင်ကြယ်ခြင်းမရှိတာရှင်းသလားအဲ့တော့အရင်ဆုံးဖြုတ်ရမှာပါလေအတ္တနဲ့အတ္တနိယမြန်မာလိုပြောငါဥစ္စာဒါဖြုတ်တော့မှဆိုငါလည်းမဟုတ်ငါလည်းမဟုတ်မေးရင်တော့ဖြေတတ်တယ်လေဥစဉ်သိပြီးသားပေါ့အချိန်ကုန်ခံပြီးမမေးချင်လို့ဒါငါလားဒီခန္ဓာကိုယ်ကြီးကငါလားသားတွေသမီးတွေပြည့်စည်တာငါဥစ္စာလားတရားပွဲတဲ့ခင်ဗျားတို့ဒါလေးကဖြေတာကြည်ထဲကမပါဘူးသဘောပါသလားကျတော့ဝတ်ထားတဲ့ပစ္စည်းတွေကိုပစ္စည်းတွေချွတ်ဟုတ်ပါဘူးဟိုရွှေတွေငွေတွေပြောတာပါသဘောပါသလားဒါလေးကပြောတာဒီထဲကပါဒါမပါသေးဘူးဘာမပါသေးတာလဲညာမပါသေးဘူးအဲ့တော့အဲ့ဒီအတ္တနဲ့အတ္တနိယပြုတ်ဖို့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကဒီနေ့ဒသနထောမှာပဲနိဗ္ဗာန်ကိုမြင်ခြင်းရင်မင်းတို့အမြင်ရှင်းဖို့လိုတယ်။ဘာရှင်းဖို့ခုတော်ကောင်းတို့လှုပ်တိုင်းတော့အလုပ်တွေမှာအတ္တနဲ့အတ္တနိယငါဥစ္စာဝင်ရှုပ်နေတော့အမြင်ကမရှင်းဘူးနိဗ္ဗာန်ကအဝေးကြီးမှာရှိရလားဒီခန္ဓာထဲရှိရလားအဲဒီခန္ဓာထဲမှာပဲနိဗ္ဗာန်ရှိတာပဲဒါပြင်ဘာလို့မမြင်တာတော့ရှေ့မှာခင်ဗျားတို့တိမ်တလာတွေဖုံးဘာတွေဖုံးတိမ်တလာဖုံးတာတွေပြောရရင်အများကြီးပေါ့ဗျာငါဥစ္စာလည်းဖုံးထားသလိုကာမိဆန္ဒတွေလည်းဗျာပါဒတွေရောခိဏမိတ်္တတွေရောဥဒ္ဒစ္စကုက္ကုဆာရောဝီဇိကိစ္ဆာရောနေရာတိုင်းတန်တရားရှိတယ်နော်စဉ်းစားတန်တရားမှာဘုရားတရားတန်ခါပေါ်တန်တရားရှိသလားလို့အခုမေးရင်မရှိဘူးပြောမှာဒါပေမဲ့လှုပ်တဲ့အလုပ်တွေမှာတန်တရားပါနေတယ်ကျင်ရကလားအဲ့ဒီတိမ်တွေဖုံးပြီးတော့ကြည်နေတော့နိဗ္ဗာန်အထဲမှာရှိရတဲ့နဲ့
မမြင်ဘူးကျင်တယ်ပြီနော်အဲ့ဒါရှင်းအောင်ပြောတော့ဘာနဲ့ပြောမလဲဆိုကျေးဇူးရှင်မုဂုတ်ဆရာတော်ဘုရားကြီးကအစေလကကတ္တဗနဲ့ဥပမာပေးနော်အလုံးကြားဘူးတဲ့အစေလကကတ္တဗဆိုတော့အစေလကကတ္တဗဆိုတာကအဝတ်မဝတ်တဲ့တက္ကသိုလ်ကြီးဘာမလုပ်ဘူးအဝတ်မဟုတ်ဘူးအဝတ်မဝတ်တဲ့အကျင့်ကိုသူတို့ဘာလို့ကျင့်တာလဲဆိုတော့လောဘနဲ့အောင်လို့တဲ့ဘာဖြစ်လဲလောဘဒေါသမောဟနေအောင်အဝတ်မဝတ်တဲ့အကျင့်ကိုကျင့်တာတဲ့သဘောပါလားအဲ့တော့မှဒီအစေလကကတ္တဗကြီးကဘုရားရှင်ကိုရောင်မြတ်ကြီးဆွမ်းခံသွားရနောက်ကိုသူကဘုရားပွင့်ပြီဆိုတာသိလာတော့တူတူပြောမယ်နော်ဘုရားနောက်ကိုလိုက်လာတယ်လိုက်လာပြီးဘုရားရှိရာရောက်လာတဲ့အခါဘုရားရှင်ကိုရောင်မြတ်ကိုလက်အုပ်ချီမိုးပြီးတော့အရှင်ဘုရားပြီးတော့ပု္ပ္ပာလေးတစ်ပုဒ်မေးပြရစီဘုရားဆွမ်းခံထွက်တဲ့အချိန်နဲ့တော့ကြုံတယ်ကျတော့ဟာကတ္တဗဒီချိန်ကဆွမ်းခံတဲ့အချိန်ကြီးကွာမသိတော့ပါဘူးတစ်ချိန်ပဲလိုက်50အိမ်လောက်ဘုရားဆွမ်းခံကြွားလိုက်နောက်ကလိုက်လာလိုက်အရှင်ဘုရားများလည်းမဟုတ်ပါဘူးဗျာနည်းနည်းသိကျင်တာလေးရှိလို့ပါအရှင်ဘုရားဖြေပေးပါဦးနေအောင်ကွာအချိန်ကြာသေးဘူးကတ္တဗရနောက်တော့50အိမ်သွားနောက်မရဘူးကတ္တဗဇွတ်လိုက်ပြီးတယ်ရှင်ဗျာဒိုလေးမေးမှာပါဗျာသိအများကြီးမဟုတ်ပါဘူးခဏလေးခွင့်ပြုပါဆိုတော့3တာဆိုတော့ဘုရားခွင့်ပြုလိုက်ကမေးကတ္တဗဆိုတော့မှအရှင်ဗျာမိကုံတစ်ခုမေးတယ်နံပါတ်1ဒုက္ခမိမိပြုတာလားပါတယ်သူတော်ကောင်းတို့တဏ္ဍာမှာခံစားကြုံတွေ့နေရတဲ့ဒုက္ခတွေရှိမရှိချမ်းသာခေါ်လားဆင်းရဲခေါ်လားအလိုမကျတဲ့ဆင်းရဲလိုခြင်းလို့ဆင်းရဲလိုတာရလာလို့ဆင်းရဲရပြန်တော့လည်းမဖြစ်တော့ဆင်းရဲတာဝေဖန်ပိုင်းခြားနေရတာတိုဝက်သိမ့်စီးနေရတာတွေမဖြစ်တော့ဆင်းရဲတာပဲရှင်းတယ်နော်ဟုတ်ပြီလိုခြင်းတုန်းကလည်းဆင်းရဲတယ်လိုတာမရတော့လေလိုတာရပြန်တော့လေသေချာစဉ်းစားကြည့်ကြသမှာအဲ့တော့ခုဒုက္ခမျိုးစုံအဖုံဖုံနဲ့တော်ကောင်းတော့မကြုံအောင်လားအဲ့ဒီဒုက္ခကိုပြုလို့ကိုခံရတာလားတဲ့ဘယ်သူမပြုဒါပေမဲ့ကိုပြုလို့ဟုတ်သလားငရဲရောက်သွားတဲ့တတ္တဝါတွေဘယ်သူပို့လိုက်တာရေးပြီလေငရဲရောက်ကြောင်းလို့လို့ဟောဒါဖြင့်ငရဲကိုပို့လိုက်တာလဲငရဲရောက်ကြောင်းဓမ္မကပို့လိုက်တာမနေ့ကပြောခဲ့ပြီဓမ္မကဆောင်းသွားတယ်လို့မပြောဘူးလားပြောဘူးသလားသိကြမသိကြတော့ဥညွန့်ဝေနဲ့ညှိကြည့်နော်နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေရောနတ်ပြည်ရောက်ကြောင်းဓမ္မကဆောင်းသွားနိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဒါပေမဲ့အဲ့ထဲမှာပုဂ္ဂိုလ်ပါသလားသတ္တဝါပါသလားငါပါသလားငါဥစ္စာပါသလားအကြောင်းရှိရင်အကြောင်းကောင်းရင်အကြောင်းကလွတ်မြောက်နေရင်သဗ္ဗေတ္တသတိတံပါကံတူသောအကျိုးဆိုအဲ့ဒီမှာငါပါသလားယောက်ျားမိန်းမဟောပုဂ္ဂိုလ်တ attva ဟောအကြောင်းရှိလို့ဘုံမလေးထောင်ထားတဲ့သဘာကြီးကအဝိဇ္ဇာပစ္စယအဝိဇ္ဇာဆိုတာသစ္စာ၄ပါးမသိရသင်္ခါရကပြုလုပ်တာအကြောင်းတရားနဲ့ကဲဒီနားမှာလူလုပ်တဲ့ပုံညာပြီးသင်္ခါရနဲ့တိရစ္ဆာန်တွေလုပ်တဲ့ပုံညာပြီးသင်္ခါရတူပါမလားကဲလူလုပ်တဲ့ကုသိုလ်နဲ့ခွေးလုပ်တဲ့ကုသိုလ်ကုသိုလ်လေခွေးလုပ်တဲ့ကုသိုလ်ကြမှာအပယ်အကျိုးပေးမလားကောင်းတာလို့ရင်ခွေးကောင်းတာလို့ရင်လေခွေးကောင်းကျိုးရမှာရှင်းရလားဖားကလေးလေတရားနာလာနောက်ကနွားချောင်းသားတုံးနဲ့ထောက်တယ်သိတယ်ဘယ်ရောက်နတ်ပြည်ရောက်သွားတယ်သူဘာဖြစ်လို့နတ်ပြည်ရောက်တရားနာတယ်ဩဘယ်လိုတရားနာတော့နတ်ပြည်မရောက်နိုင်ဘူးလားဒါနဲ့လူတော့နတ်ပြည်ရောက်ပြီတိရစ္ဆာန်နတ်ပြည်မရောက်ဘူးလို့ဒါကိုလူလုပ်တဲ့ကုသိုလ်နဲ့ခွေးလုပ်တဲ့ကုသိုလ်ကုသိုလ်ချင်းတော့တူတူပဲပေါ့ခွေးကောင်းတာလို့ရင်ကောင်းကျိုး
ဘောတကတို့ပြောခဲ့ပြီးတနေ့ရပဲပိစိကဗုဒ္ဓဟောင်ပြီးတော့လမ်းရှင်းပေးတာနဲ့ဗျာဒီဘဝအသံနေပါလေကောင်းရဟန္တာတွေတောင်ဖြစ်သွားတယ်ရှင်းသလားကျေနပ်ကြလားအားလုံးတော့ရသောကျတို့မှာလူဆွဲနတ်ဆွဲခွေးဆွဲကြောင်ဆွဲကရှိနေတော့လူနဲ့ခွေးနဲ့နိုင်ရင်လည်းသိမတက်ချင်ဘူးနတ်နဲ့နိုင်ပြန်တော့လက်ပြောပြောချွင်လိုက်ချင်တယ်ရှင်းတတ်ကြလားကဲလူလုပ်တဲ့အာဟုသို့နဲ့နတ်လုပ်တဲ့အာဟုသို့မကောင်းတာလုပ်ရင်မကောင်းကျိုးပဲမယ်ကောင်းတာလုပ်ရင်ဒါဖြင့်ဒီအဝိဇ္ဇာပစ္စယသင်္ခါရထဲမှာငါကငါဟန်ပါသလားယောက်ျားမိန်းမပေါ့လူမသိတဲ့အဝိဇ္ဇာနဲ့ခွေးမသိတဲ့အဝိဇ္ဇာလူအဝိဇ္ဇာမှန်ရင်အတူတူပဲရှင်းသလားဒါမို့လို့လူဒုက္ခနဲ့ခွေးဒုက္ခဒုက္ခချင်းတန်းတူဖြစ်မှခင်ဗျားတို့ထွက်ချင်မှာတန်တရားဆိုတာထူးတယ်လို့ခြားခြားပတ်ပတ်လဲနေတာပါခေါ်လေတန်တရားအဲ့တော့32ဘုံဘယ်ဘုံရောက်ဘာသစ္စာဘယ်ခန္ဓာရဘာသစ္စာဒါဖြင့်ခန္ဓာမှန်ရင်ဘာသစ္စာအဲ့ဒီခန္ဓာဟာငါလားငါလို့ငါရတာလားအကြောင်းကောင်းရင်အကြောင်းမကောင်းရင်အကြောင်းကင်းရင်အကြောင်းမကင်းရင်အဲ့တော့မကင်းအောင်လုပ်ကြမလားကင်းအောင်လုပ်ကြမလားကျေဟုတ်ပါလားဗျာဒါဖြင့်ဒုက္ခမိမိလုပ်တာလားဒါဖြင့်သူတစ်ပါးလုပ်တာလားဒုက္ခသူတစ်ပါးလုပ်တာလားသူများပြုစားလို့ကိုခံရတာလားဒါလည်းမကြောက်ဘူးသူများပြုလို့ကိုခံရတာလားဒီချမ်းမနော်လူတွေမကောင်းလို့ဓမြတွေမကောင်းလို့တခိုးခံရလို့တခိုးဘာလို့ခိုးခံရလဲတီလာမလုံခဲ့လို့ခိုးခံဓမြဘာလို့တိုက်ခံရလဲသူများလူခဲ့ဘူးလို့ကိုယ်လူခံအကြောင်းနဲ့အကျိုးပဲရှင်းလေးဒါအမြင်မရှင်းတဲ့ခါကျမဟုတ်ဘူးရှင်ဘုရားပြောတာတော့ဟုတ်တယ်ဒီသားသမီးတွေကမကောင်းလို့မဟုတ်ပါဘူးအကြောင်းမကောင်းလို့အကျိုးမကောင်းတာမြင်နိုင်မှရမယ်နော်ဒီတရားလေးကခင်ဗျားတို့တို့နာကြပြောကြတာသိပွယ်တယ်ဒါပေမဲ့ဒါသိရင်လည်းဘာမှမဟောနဲ့တော့ပြီးပြီကျုပ်ကဒီတမုတ်ထဲကိုလှည့်ဟောချင်တာသိကောင်းလို့နှလုံးသွင်းလို့သိကောင်းတယ်ဒုက္ခမိမိပြုတာလားသူတစ်ပါးပြုတာလားသူများလှုပ်လို့ကိုခံရတာလားအကြောင်းမကောင်းလို့ဟာဘိုးမင်းကောင်မသားတယ်လို့စီးစိမ်နေရတာလားအကြောင်းကောင်းလို့ရှင်းလေးဘယ်သူမှသွားအားကိုးစရာအကြောင်းမရှိဘူးကျင်းတတ်လားဘိုးတော်ကလှုပ်ပေးလိုက်တာဘွားတော်ကလှုပ်ပေးလိုက်တာရေတရားကောင်းလို့ဘာမှမဟုတ်ဘူးဒီအားလုံးတစ်ခုပြတော့မှရေတရားချိတ်လိုက်မဟုတ်ဘူးဟေးအကြောင်းကျိုးညီညွတ်နေသေးလို့မညီညွတ်တဲ့နေအကုန်သိမ်းမှယုံကြည်ချက်သိအရေးကြီးတယ်အဲ့ဒီယုံကြည်ချက်မှမရှိရင်သာသနာကွဲပြီသာသနာကွဲတာအဝေးကြီးမဟုတ်ဘူးခင်ဗျားတို့ထဲကယုံကြည်ချက်ပြောက်ရင်ကိုယ်ထဲသာသနာကွဲတာပဲအားလုံးသဘောပေါက်အောင်လုပ်သွားပါစစ်မှန်တဲ့အမြင်မှန်ရသွားရင်သူတော်ကောင်းတို့ဒီတရားပွဲ16ညလောက်ရကြုံနှပ်ပြီ16ညအခုဘယ်နှညကြံကျုပ်ကပြောကြတယ်အများကြီးတင်သေးတယ်ဘယ်လိုလုပ်ကြဘူးလာနိုင်မလားမပြင်းမကွာနောက်တော့ချုပ်ကြသေးတာပေါ့စာချုပ်နော်လောလောဆယ်တော့16ညပဲနောက်ပွဲကပေးပြီးသားဖြစ်နေဆိုတော့တကယ်ဓမ္မသဘောတွေကပြောလို့မကုန်ဘူးတော်တော်တို့သိအပ်တာတွေသိသိတာတွေအများကြီးရှိတယ်ဦးဇင်းတို့လည်းဟောကျင်တာတွေတညပြန်သွားအားကိုမရဘူးမြတ်စွာဘုရားကုံတော်ကြီးကိုအောင်းမိတ်မိတယ်ဘုရားကတော့တရားတစ်ပွဲဆိုလို့ရှိရင်ချုပ်ရင်းကျက်မရှိဘူးတဲ့ဘာလေးမိသွားလို့မပြောလိုက်ရဘူးဆိုတာမရှိဘူးဘာလေးကြံသွားတယ်ဆိုတာမရှိဘူးသူမင်္ဂလာတော့ညာတိုင်းကြံသွားတယ်ဘောတနာယူပဲဘုရားညာဥကြဲဟောတာဟိုတကောင်လေးဟောတာကျုပ်ကတနာယူဟောတာကြံတာပေါ့ဗျာဒီလိုလားမဟုတ်ပါဘူးဘုရားညံကိုကျုပ်မမီလို့ကြံခဲ့ရသို့တော်လည်းပဲပြောခြင်းနဲ့စေတနာတော့များစွာရှိသေးတယ်သို့တော်ပြောသလောက်ကလေးတော့သိစေခြင်းနဲ့ပြောသလောက်ကလေးတော့ဗါလဲပြောသလောက်သိရင်ကောအကျိုးများမများခုဒါလေးစဉ်းစားဒုက္ခမိမိပြုတာလားကိုလို့ကိုခံရတာလားဘာဖြစ်လို့အကြောင်းရှိလို့အကြောင်းကောင်းရင်အကြောင်းမကောင်းရင်အကြောင်းတရားနဲ့အဲ့ဒါငါ့ဥစ္စာပါသလား
ကောင်းပြီသူတစ်ပါးပြုတာလားဘာဖြစ်လို့အကြောင်းရှိလို့ကြည်နာကလားအပိုင်ခိုင်ထားအကြောင်းနဲ့ကျိုးပဲရှင်ပြပြောလိုက်ရင်အကြောင်းကြီးပဲဟုတ်တယ်တကယ်ရှိတာလည်းအကြောင်းပဲအကြောင်းကျိုးနားမလဲရင်ဝိသိကိစ္စမစင်ဘူးဝိသိကိစ္စမစင်မဲနဲ့လည်းဒိဋ္ဌိမပြုတ်ဘူးပဋိစ္စသမုပ္ပါကိုကျေးဇူးရှင်မိုးကိုဆရာတော်ဘုရားကြီးလက်မလွတ်တာတကယ်သဘာဝမှာရှိနေတာအကြောင်းနဲ့သဗ္ဗေသင်္ခါရအဲ့ဒီမှာကိုကြည့်သဗ္ဗေသင်္ခါရဆိုတာအကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးတရားသူ့လွတ်လို့မရဘူးအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားကိုသင်္ခါရတရားခေါ်တာပဲဒါနာမလဲပဲနဲ့ဘယ်နည်းနဲ့မှတရားကိုမသိဘူးအဲ့တော့ဦးဇင်းတို့အပြတ်ပြောတိုင်းမှာဘေးကအကြောင်းအကျိုးနားမလဲတဲ့ပုဂ္ဂိုလ်တွေကကိုတော်ကြီးရှောက်ဖို့ပြောနေတော့ကြနတ်ကင်ခံရလိမ့်မယ်ကင်ပါစေကျုပ်ကလူကင်တာလားကြောက်တာနတ်ကင်တာတော့မကြောက်ဘူးလို့ရှင်းသလားဘာလို့သွားရင်ဒကမာကြီးတဲ့ခြေသလုံးဖက်ပြီးတော့ဟိုမှာကြော့နေတယ်ဆိုကျို့တို့ဝီနီးရမိမကင်တာလှုပ်မရဘူးဗျလှုပ်လိုက်ဟိုမှာအာဘကသင့်နေသဘောပါလားဒါမို့တောင်းပါတာမလေးဝေးရကြော့ကြပါဒီခြေတော့ကမဟုတ်ခြေတော့ကသိဆေးပြတာမဟုတ်မိုးစော်နန်းနေတာသဘောပါလားအဲ့တော့အမှန်တော့ကြည်ညိုလို့ပေါ့လေတရားတရားလွန်ခဲ့ပြီးတော့မှတရားတရားလျောက်ကြော့တာရှိပါစေသို့တော့ဦးသိန်းတို့ပြောတာကသူ့သဘာဝသဘောရဝီနီးပြညတ်ချက်အရာဆိုရင်မိမတယောက်ကခြေတော့ကင်တာလှုပ်လို့မရဘူးလှုပ်အာဘသင့်စီညာနေမှာဟုတ်ပြီနော်ဆိုတော့ကဲအကြောင်းကျိုးမသိဘူးဆိုလို့ရှိရင်ဒါတွေကအလိုအမှားတွေမဖြစ်ပြီဘူးလားအဲ့တော့အကြောင်းသိအောင်လုပ်ကြဖို့မလိုဘူးလားအဲ့ဒါတော့ကျိုးကလူကင်တာကြောက်တယ်လို့နတ်ကင်တာမကြောက်ဘူးဘယ်နဲ့မှလည်းကျုံနေတာကျုံနာကမှမဟုတ်ဘူးပို့ဆောင်တယ်လို့သဘောပါသလားအဲ့တော့အမြင်ရှင်းအောင်လုပ်တယ်မလုပ်တဲ့အကြောင်းကျိုးပေါ်ဉာဏ်ရှင်းမှဝိသိကိစ္စဆင်းတယ်ဝိသိကိစ္စဆင်းမှအမြင်မှန်ရမယ်ရှင်းရလားသဘောပေါက်ရလားသူ့ဝင်ကလာတော့ဘာလို့ရဲပြောလဲဟာဆုံးဖြတ်ထားတယ်လေတကယ်ရှိတာအကြောင်းနဲ့ကျိုးကိုအကြောင်းမကောင်းရင်အကျိုးမကောင်းတာလာမှာပဲအကြောင်းနဲ့အကျိုးပေါ်မူတည်နေတာပဲအဲ့ဒါမိလားဆိုတော့ဟုတ်ပါရင်တုနေတာလည်းမလိုဘူးဩအကြောင်းမစင်ကြယ်ခဲ့လို့အခုမှငါမကောင်းနေခြင်းလို့ရင်မထုနေလို့ပြီးမလားအဲ့ဒါပဲကိုရင်ကိုထုကိုနာတာရှိပါပဲအလို့ထုတာပေါ့ရင်တုနေလို့ပြီးတာမဟုတ်ဘဲနဲ့ညံသွင်းလိုက်မကောင်းတဲ့အကြောင်းလည်းဖြစ်ပြီးရင်ကောင်းတဲ့အကြောင်းလည်းဖြစ်ပြီးရင်ကဲဒီလိုဆိုမပြီးဘူးလားပြီးအောင်လုပ်ရင်ကောင်းပြီအဲ့တော့ဒါဖြင့်ဒုက္ခမိမိပြုတာလားဆိုတော့သူတစ်ပါးပြုတာလားဒါဖြင့်အလိုလိုဖြစ်တာလားဘာကြောင့်လဲအကြောင်းရှိလို့အကြောင်းဖြစ်လို့ဒါဖြင့်အလိုလိုဖြစ်တာလေဟုတ်မိုးကြရွှေကိုလည်းမဟုတ်ဘူးပေါ့ဗျာတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဦးဇင်းတို့သာသနာမှာပေါ့ဘယ်သာသနာနဲ့မှမတူတာကဘုရားကငါဟာဟေးနတ်ပြည်စုတေမနေသေးလာတယ်မေတော်မာယာဝမ်းကောင်းတဲ့ဝင်တယ်မွေးလာတယ်သိဒ္ဓထမင်းသားဖြစ်တယ်ငါစည်းစိမ်နဲ့ခံစားတယ်အဲ့ဒီကနေထွတ်မြောက်ကြောင်းကိုငါကျင့်ကြံတယ်အဲ့လိုကျင့်ကြံတဲ့နေရာမှာဗောဓိပင်နဲ့ရွှေပလင်ပေါ်မှာငါဒီနေ့ကစုံလာပြီနေ့မှာအောင်ပွဲခံခဲ့တယ်အဲ့ဒီအောင်ပွဲအတွက်ကျင့်ခဲ့ရတာ၄သိန်းရှင်နဲ့ကဘာသသိန်းဒါဖြင့်၄သိန်းရှင်နဲ့ကဘာသသိန်းကျင့်ခဲ့ရတာအကြောင်းတရားဒီနေ့ဘုရားဖြစ်တာကရှင်းသလားအဲ့ဒါအကြောင်းနဲ့အကျိုးပဲအဲ့တော့ဘုရားကိုလောကကြီးကဖန်ဆင်းလိုက်တာလားသဘာဝတရားရသူ့လိုလိုပေါ်လာတာလား၄သိန်းရှင်နဲ့ကဘာသသိန်းကအကြောင်းတရားဒီနေ့ဘုရားဖြစ်လာရတာကအဲ့ဒါကဝေသောအကြောင်းခုနီးသောအကြောင်းပြောပါဆိုတော့ဘုရားဘာလို့တောထွက်ဆုံးတော့အိုသေးကြောက်လို့တောထွက်လာဟုတ်ပြီလားသူနာကညာလေးတွေကြီးပဲ4,600ဟုတ်ပြီနော်20ကျော်အစိပ်ပိုင်းတစ်စိပ်ဟိုင်းနေတာတော့မပါဘူးသဘောပါသလားဟဲ့ရွှေမန်းတင်မောင်လေသားနဲ့ပြောရရင်လေဟမ်အဲ့တော့ကညာလေးကြီးထားတော့သူ့မှာအိုတာဆိုတာမသိဘူးဒါပေမဲ့နတ်တွေကပြရတယ်အရေးရောက်ပြလိုက်တော့သူအိုနာတွေမတွေ့ရဘူးလားဒါလေးနဲ့ဘာဖြစ်တော့တောထွက်တာဟိုစည်းစိမ်ကြီးအကုန်စွန့်ပစ်ခဲ့တာဘုရားအလောင်းကြတော့နော်အိုနာသေးတွေ့တာနဲ့တောထွက်တာຫນွေပြတ်သားဆောင်းပြတ်သားနဲ့အခုကိုယ်မှာတော့ဒီຫນွေလဲဒီထက်လှိမ့်ပိတ်ပြီးဟိုနာရှောင်ဒီနာရှောင်ဒါလည်းထွက်ဆိုတော့ဟုတ်ပြီနော်ဘာမှပေါင်း4,600လေနေတာမဟုတ်ဘူးဟမ်အဲ့ဒါကို तू ဘာကြောက်တာအိုနာသေးကြခုခင်ဗျားတို့အိုမနာမန်တိမန်သိလား
အာသူမပို့ဘူးလားလူမမမေးဘူးလားထွက်တော့မလားဒါနီးသောအကြောင်းသူဟုတ်ပြီနော်ဩနာသေးကြောက်လို့အားထုတ်လိုက်တယ်ဒုက္ခရစီရဘယ်နှစ်6နှစ်ဟာဒုက္ခရစရိယာ6နှစ်ကအကြောင်းဘုရားဖြစ်လာလားဒါလေးလို့ဘာလို့ဆို तू ကဒီ6နှစ်ကကျင့်ကိုကျင့်အောင်မကျင့်လို့မဖြစ်ဘူး तू ကိုကျွေးရရှိနေတာဟုတ်ဗျရှင်းသလားအဲ့ဒါလည်းအကြောင်းတစ်ခုပဲရှင်းပြီနော်အဲ့တော့ဘုရားနဲ့နော်ဘုရားဖြစ်မယ်ဘာလို့6နှစ်ကျင့်ရတာတော့ဆိုတော့ဒါက6နှစ်ကျင့်လို့ကျုပ်တို့ကသနာတာ तू ကဟိုမှာကလွယ်ကျင့်ထားတာတွေ့လို့အမလေးဒီလိုဘုရားဖြစ်ဖို့များဖြင့်မင်းတို့6ရက်မဟုတ်ပါဘူးကွာ6နှစ်ကျင့်ပလိုက်မယ်ကျင့်လေမင်း6နှစ်သူများသွားပြောခဲ့လို့ तू ခံရတာသဘောပါသလားအဲ့ဒါအကြောင်းပဲလေအကြောင်းရှိလို့ဒီနေ့ငါဒီရက်ကွက်ထဲရလူတွေလေတပည့်တော်မပြောချင်ဘူးဘာလို့အတင်းပြောနေတာအရက်ထဲကမကောင်းတာလားဟုတ်ပါဘူးခမရအကြောင်းကောင်းနေရင်လှဲ့ကုန်မကြည့်ဘူးနည်းနည်းမှအတင်းမပြောဘူးအကြောင်းမကောင်းလို့ကျင်တတ်ကြလားသဘောပေါက်ရလားဒီဖြေတွေ့မှာနော်အဲ့တော့မိပြက်ချိန်ကလေးပဲကြံတော့တယ်နာရပြည့်တော့မယ်အဲ့တော့ဒုက္ခမမီပြူတာလားသူတစ်ပါးပြူတာလားအလိုဖြစ်တာလားဒါဖြင့်ဒုက္ခမရှိဘူးလားဒုက္ခကဘာလဲအကြောင်းဒုက္ခနဲ့ခန္ဓာဘယ်နှပါးအဲ့ဒီအကြောင်းကျိုးတွေလက်ခံနေရတာကအကြောင်းကျိုးတွေလက်ခံနေရတာကခန္ဓာ၅ပါးဒုက္ခဝတ္ထုဒုက္ခအမှုတွေကိုတစ်ခုမကြံတရားမစဲမြဲပိအဆောင်နှင်းခံနေရတဲ့ခန္ဓာဘယ်နှပါးပီလာနထနဲ့လည်းနှိမ့်ဆက်ရတယ်နှိမ့်ဆက်ခံနေရတယ်သင်္ကတတနဲ့လည်းနှိမ့်ဆက်ခံသန္နာပတ္တကိလေသာမိတွေရောအလောင်းမခံရဘူးလားအဲ့ဒါခန္ဓာဘယ်နှပါးတို့ဝိပရိနာမထအမဲဖောက်ပြန်ခြင်းဆင်းရဲအောင်မရှိဘူးလားတကယ်ဆင်းရဲနေတာကခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကြီးဆင်းရဲခြင်းကအကြောင်းနဲ့ကွဲအောင်လို့ဒုက္ခကဘယ်မှာတော့ခန္ဓာမှာဒုက္ခကဆင်းရဲရတာကခန္ဓာမှာအကြောင်းရှိလို့အဲ့တော့အကြောင်းအကျိုးကသမုဒိယဆင်းရဲတာကဒုက္ခကခန္ဓာဘယ်နှပါလဲအဲ့တော့ခန္ဓာ၅ပါးဒုက္ခသစ္စာကြီးပဲလို့ဗာနဲ့မြင်ရမှာဒါဖြင့်ခန္ဓာစီမြဲသလားမမြဲဘူးလားဘာသစ္စာတော့အဲ့ဒီသစ္စာမှန်သိရင်သစ္စာညာပေါ့ဗျာတကယ်ဆင်းရဲအစုံဖုံကဘယ်မှာကြာရောက်နေတာဒီနေ့အကြောင်းအကျိုးတွေရှိသမျှတို့ဘာလို့ခံရတာလဲခန္ဓာရှိနေလို့ခန္ဓာသဘောအမှန်မသိလို့လိုချင်ခဲ့လို့ခံရတာတကယ်သာဒီလက်ခံစရာအထည်မရှိရင်သူ့ဟာသူအကြောင်းတွေလက်ခံစရာအထည်မရှိရင်သူ့ဟာသူအကြောင်းတွေအကျိုးတွေဘလောက်ပုံနေကိုနဲ့ရှင်းသလားဒုက္ခတွေလက်ခံရတာဘယ်မှာလဲဒါဖြင့်ခန္ဓာမှန်ရင်ဘာသစ္စာဒါသစ္စာခန္ဓာကြီးကမြဲတဲ့တရားလားမမြဲတဲ့တရားလားမြဲတဲ့တရားလားဘယ်ချိန်ကြည့်ဖြစ်ပြီးတော့ဒါဖြင့်ကြည်တိုင်းဖြစ်လိုက်ပြစ်လိုက်တော့ရှိတာတွေ့မလားမရှိတာတွေ့မလားမရှိပြက်နေတာကသူ့ကိစ္စခန္ဓာပေါ်တိုင်းရုပ်ကောမြဲသလားနာမ်ကောမြဲသလားရုပ်ဖြစ်တာဘာအတွက်လဲပြက်ဖို့နာမ်ဖြစ်လာတာကောဒါဖြင့်ဒီခန္ဓာပေါ်လာတာကပြက်ဖို့ကိစ္စပါလာတယ်ဘာကိစ္စပါလာတယ်ငကိုခန့်ခိုင်မတည်နိုင်ပဲလေဗျာဝိပရိနာမထောသဘောပါလားငကိုကလေးခိုင်ခန့်တည်တာချင်းမရှိဘူးတဲ့သူ့မှာပြည့်ချင်းကိစ္စပါလာတယ်တဲ့အဲ့တော့ခန္ဓာရှိရင်ဒီပြည့်ချင်းဆိုတာရှိမှာပဲလို့သိထားရင်ဒါကိစ္စညာရှင်းသလားအဲ့တော့မပြည့်ချင်းလို့ကိုဖြစ်ပြီးရင်ပြည့်မှန်းကိုနောက်ကဘာနဲ့သိရမလဲညာနဲ့သိတော့သတိထားပညာနဲ့ကြည့်တော့ခန္ဓာပဲချိန်ကြည့်ဖြစ်ပြီးတော့ရှိတာတွေ့လားမရှိတာတွေ့ကြည့်တိုင်းပျောက်သွားတာတွေ့ပျောက်သွားတယ်ဆိုတော့ခန္ဓာဘယ်နှပါးပျောက်တာညံအောက်မှာခန္ဓာရှိသေးလားခန္ဓာမရှိရင်ကိလေသာခန္ဓာလဲစွန့်ကိလေသာလဲစွန့်ရင်ဒီနေရာပါပေါ်လာခန္ဓာကြီးကဘာသစ္စာဒုက္ခမရှိဘာရောက်လဲ
ဒါပဲပေါ့ဗျာဒုက္ခချုပ်ငြိမ်းတာပါလေနိဗ္ဗာန်အဲ့ဒါကိုခင်ဗျားတို့ကျုပ်တို့ဉာဏ်နှုတ်နေသေးလို့ခန္ဓာအပြောက်မှာနိဗ္ဗာန်ပေါ်တာမမြင်သေးဘူးသို့တော့ခန္ဓာပြောက်တာမြင်မှများလာရင်ဒီနိဗ္ဗာန်အဲ့ဒါဒသနာတော်နေဝန်းလာဝန်းပေါ်တင်ထွန်းတို့ရှုံးရှုံးမြိုင်မြိုင်မြင်စွမ်းနိုင်သောအ내သဘောစီတော်ဆိုတော့ခန္ဓာပြောက်တာမြင်မှများရင်ဘာတွေ့မလို့မတွေ့ကြအကြောင်းရှိဘူးဆိုတော့ဖြစ်ပြသိနေရင်ကိုနိဗ္ဗာန်နဲ့ကနေပြီမနေ့ကပြောတယ်အမတဓွာရံတကားဝရောက်နေပြီတဲ့ရှင်းသလားဟဲ့ဒါဖြင့်ဒသနာထောအရာမတွေ့ပဲနေမှလားတွေ့မှလားမိမိလှုပ်ရင်လှုပ်သလောက်တော့ကျင်ရကြလားအဲ့တော့တန်တရားဖြစ်เสียလို့သေးလားအဲ့တော့ဒီဒုက္ခသစ္စာကြီးကမိမိပြုတာလားသူတစ်ပါးကြောင့်လားဒါဖြင့်ငါလည်းမဟုတ်ငါဥစ္စာလည်းမဟုတ်ငါသူတစ်ပါးယောက်ျားမိန်းမဆိုတာရှိသလားအကြောင်းတရားနဲ့အကြောင်းဖြစ်ရင်အကြောင်းကျိုးဖြစ်လာတော့ခန္ဓာဘယ်နှပါသေချာမှသူတော်ကောင်းတို့ကိုချဲလဲနေတာကအကြောင်းနဲ့ခန်းနေရတာကဘာသစ္စာတော့အဲ့ဒါသစ္စာညာပဲခန္ဓာမှာရင်ဘာသစ္စာခန္ဓာမှာဘာကိစ္စရှိတော့ဆိုတော့ဖြစ်ချင်းကိစ္စရှိတယ်ဘာကိစ္စရှိတယ်အဲ့ဒါဝိပရိနာမထရှင်းသလားဝိပရိနာမထဆိုခန္ဓာကိစ္စအရင်ကြီးပဲ तू ကငကိုခန့်ခိုင်မတည်နိုင်ပဲအမြဲရင်းရိုင်ပြိုကွဲပျက်စီးနေတယ်ရှင်းနေတာပဲသူကိစ္စကိုကပျက်စီးခြင်းပြိုကွဲခြင်းကိစ္စရှိတယ်အဲ့တော့ကြည်တိုင်းမရှိတာတွေ့မလားရှိတာတွေ့မလားမရှိတာတွေ့ရင်ကိစ္စသိပြီသူကိစ္စကိုကဖြစ်ပြီးရင်အဲ့ဒါသူကိစ္စ तू လုပ်နေတာကိုယ်နဲ့ဆိုင်သလားမဆိုင်တော့ तू ကမရှိဘူးပြတော့တို့ကဘာသိမလဲမရှိတာသိုံပဲမရှိတာလေးသိနေရင်ဘာမရှိတာတော့ဆိုတော့ဟာခန္ဓာချုပ်တာပါတော့ဟာမပေါ်ပဲနေမလားပေါ်မလားဒသနာထောကသေးချာနေတဲ့ရေးရဲတာလို့အဲ့ဒါဘယ်သူရောင်လို့မှရောင်စရာဖြစ်ပြက်တာမြင်ရင်ဘာမြင်တော့မှာတော့ရှင်းနိုင်ကြလားအဲ့တော့ဖြစ်ပြက်ကလည်းဘယ်သူဖြစ်ပြက်တယ်ကိုယ်ခန္ဓာမှာရှိတဲ့ဖြစ်ပြက်ခန္ဓာဘယ်နှပါအဲ့ဒီခန္ဓာ၅ပါးပဲသင်ကြည့်ဖြစ်ပြီးရင်သဘောပေါက်တယ်နော်ဖြစ်ပြက်တာမြင်ရင်ဘာနဲ့ကနေပြီဒသနာထောခင်ဗျားတို့အထင်ရှားမြင်ရမယ်ရှင်းနိုင်ကြလားဒါဖြင့်ဒီလို့သိမလို့သိလို့ရင်ပဲပြန်ကြည့်ခန္ဓာပြန်ကြည့်တော့တတိထားကြည့်ရတော့ပဲသိကြည့်ဖြစ်ပြီးတော့ပဲပြပြီးပြတာပါသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ဒုက္ခမလာတာကသစ္စာဘယ်နှချက်ကြိုက်အေးကဲဆိုသစ္စာလေးချက်တစ်ပြိုင်နဲ့ကြိုက်မှဒါလျင်တန္တရာဝတ်တွင်းကလွတ်ကင်းရာအမှမျက်နှိပ်ဖန်ကိုကိုယ်ပိုင်ကိုယ်ဆိုင်တန်တိတ်တိကထင်ထင်ရှားရှားမြင်နိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆာပဲနဲ့ဒိဋ္ဌဓမ္မဒီဘဝမှာပဲပိုင်နိုင်ရရှိကြအောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရတဲ့ဒီညနားကြအောင်စို့